မွေးကင်းစားကလေးတွေကိုပြည့်စုံဆောက်ရှောက်တဲ့နေရာမှာမေမေတွေအနေနဲ့စောင့်ရရှောက်ရအချက်တွေကအများကြီးရှိပါတယ်။အထူးသဖြင့်မေမေတွေကကောင်းစီခြင်းကိုလုပ်လိုက်ပေမဲ့ကလေးအတွက်စိုးကျိုးတွေဖြစ်သွားတာမျိုးပေါ့နော်။ဘာမှမဖြစ်ဘူးထင်ပြီးလုပ်လိုက်ပေမဲ့လည်းကလေးအတွက်ကြီးကြီးမားမားထိခိုက်တာမျိုးတွေဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုလေးထဲမှာတော့မေမေတွေအနေနဲ့ကိုယ့်ရဲ့မွေးကင်းစားကလေးငယ်တွေကိုဘလို့အချက်တွေမလုပ်သင့်ဘူးလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနား notification လေးနှိပ်ပေးပါအောင်ရှင်။မေမေတွေမလုံးသေးတဲ့ပထမတစ်ချက်ကတော့ခေါင်းရိပ်တာပါနော်ခလေးတွေကခေါင်းရိပ်မှသပင်တန်တယ်ဆိုတာမဟုတ်ပါဘူးတကယ်လို့ရိပ်ပေးချင်နေဆိုရင်တော့မှပဲအခုမရိပ်ပါနဲ့နော်နောက်မှရိပ်ပေးပါဘာလို့လဲဆိုတော့သပင်တွေကခလေးခေါင်းရဲ့အကာအကွယ်ဖြစ်ပြီးတော့ခလေးတွေကိုခေါင်းမအေးအောင်လို့ကာကွယ်ပေးထားတာပဲဖြစ်ပါတယ်တကယ်လို့မေမေတွေကခေါင်းရိပ်ပေးလိုက်မယ်ဆိုလို့ရှိရင်ခလေးကကရုံးပြောင်ပြောင်နဲ့အေးနေမှာဖြစ်ပြီးတော့မတော်လို့ဓာတ်ချသွားမယ်ဆိုလို့ရှိရင်ဒီထိခိုက်ဒဏ်ရာတွေကနေတဆင့်မတော်လို့ဓာတ်ချသွားမယ်ဆိုရင်ဒီထိခိုက်ဒဏ်ရာတွေကနေတစ်စိမ်အုံနောက်ထဲကိုပို့ဝင်တတ်ပါတယ်ရှင်။နောက်တစ်ချက်ကတော့နားတွေကိုမကလော်ပါနဲ့နော်။မွေးကင်းစကလေးတွေရဲ့နားတွေနဲ့နှာခေါင်းတွေကထင်သလောက်မညစ်ပတ်ပါဘူး။ဒါကြောင့်နှကြက်တန်တွေနဲ့အတင်းထိုးပြီးကလော်တာမျိုးတွေမလုပ်သင့်ပါဘူး။ဂွန်းစားတွေကခလေးရဲ့နားထဲမှာကြံခဲ့တာခလေးယုံလို့ထိုးမိသွားတာတွေဖြစ်တတ်ပါတယ်။ရေစုံဝိတ်လေးနဲ့ပဲအပြင်ပိုင်းကိုတန့်ရှင်းလုပ်ပေးတာကခလေးလေးတွေအတွက်လုံလောက်ပါရဲ့ရှင်။မွေးကင်းစကလေးလေးတွေကသွားမပေါက်သေးဘူးဆိုပေမဲ့တဖုံးနဲ့ရှာတွေကိုတော့တန့်ရှင်းလုပ်ပေးတင်ပါတယ်။အဝိနုနုလေးကိုရေနူးလေးစွတ်ပြီးတော့ပဲဖြစ်ဖြစ်ခလေးသုံးတဖုံးတိုက်တန်လေးနဲ့ပဲဖြစ်ဖြစ်တန့်ရှင်းလုပ်ပေးတင်ပါတယ်ရှင်။နောက်တစ်ချက်ကတော့မွေးကင်းစကလေးတွေကိုမနှမ်းပါနဲ့နော်ဖေဖေမေမေတွေကချစ်လို့နမ်းချင်နေဆိုရင်တော့မှပဲတကိုယ်ရည်တန်ချင်းလုပ်ပြီးတော့မှပဲနမ်းတင်ပါတယ်အပြင်လူတွေအထူးသဖြင့်နေမကောင်းဖြစ်နေတဲ့သူတွေကိုတော့ပေးမနှမ်းတင်ပါဘူးခလေးခုခံအားကကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အတွက်ကြောင့်မို့လို့လူကြီးစီယာပိုးတွေကခလေးစီကိုရောက်သွားတဲ့အခါမှာနေမကောင်းဖြစ်တတ်ပါတယ်ရှင်နောက်တစ်ချက်ကတော့ခလေးကိုရေခဏခဏမချိုးပေးပါနဲ့နော်ခလေးအသက်တစ်နှစ်ပြည့်တဲ့အထိတစ်ပတ်ကို2ခေါက်3ခေါက်လောက်ချိုးပေးတာခလေးအတွက်လုံလောက်ပါတယ်ပြီးတော့ရေစိမ်ချိုးတာထက်ဆိုင်ရေဘက်ဝိတ်တိုက်ပေးတာကပို့ပြီးတော့အဆင်ပြေပါတယ်နော်ခလေးသုံးစက်ပြအပြော့စားပဲသုံးပေးတင်ပါတယ်ခလေးရဲ့အရေပြားပေါ်ကအဖြူဘက်လေးတွေကိုလည်းအတင်းလိုက်မခွာပါနဲ့နော်အဲ့ဒါလေးတွေကခလေးအရေပြားကနေတစ်ဆင့်ပိုးမဝင်အောင်လို့ကာဝယ်ပေးထားတာပဲဖြစ်ပါတယ်ရှင်နောက်တစ်ချက်ကတော့မှောက်လျက်မသိပါနဲ့နော်တချို့ကခလေးကချက်ဆူလို့အဲ့ရင်လက်လို့တက်လို့ဆိုပြီးတော့မှောက်လျက်သိပ်တာမျိုးတွေလုပ်တတ်ကြပါတယ်ဒီလိုမျိုးမှောက်လျက်သိပ်တာကခလေးမှာအသက်ရှူကျက်တာအခက်မသိရင်တည်တတ်တဲ့အတွက်ကြောင့်မို့လို့ပက်လက်ပဲသိပ်ပေးတာကအကောင်းဆုံးပါပဲရှင်နောက်တစ်ချက်ကခလေးရဲ့ချက်တွေကိုဘာမှမထည့်ပါနဲ့နော်ခလေးကိုချက်မြင့်မြန်ကျွေးအောင်ဆိုပြီးတော့အရက်ပြန်ထည့်တာစေတိုးဘက်တွေထည့်တာတနက်ခါတွေထည့်တာဘာမှမလုပ်ပါနဲ့နော်ခလေးရဲ့ချက်လေးကိုရင်နွေးဝတ်လေးနဲ့ပဲတန့်ရှင်းလုပ်ပေးတာကခလေးအတွက်အန်ဒီရပိုကင်းပါတယ်ရှင်နောက်တစ်ချက်ကတော့ခလေးကာဝယ်ဆေးမထိုးဘဲနဲ့မနေပါနဲ့နော်ခလေးကကာဝယ်ဆေးထိုးရင်ဖျားမှဆိုလို့ဆိုပြီးတော့မထိုးဘဲနဲ့မနေပါနဲ့ကာဝယ်ဆေးထိုးတဲ့ခလေးတိုင်းမဖျားတတ်ပါဘူးဖျားလာရင်လည်းကုသလို့ရပါတယ်နော်ယောဂဘုံဝင်မှာခလေးအတွက်ဒုက္ခရောက်စီမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကခလေးကိုသေးကန်ညင်ညင်ပတ်ပတ်ကြီးနဲ့အကြာကြီးမထားပါနဲ့နော်ခလေးရဲ့သေးကန်ကိုမကြာခဏစစ်ပြီးတော့ညစ်ပတ်နေမယ်ဆိုလို့ရှိရင်အသစ်တစ်ခုလဲပေးတင်ပါတယ်မဟုတ်ရင်ခလေးကသေးကန်လောင်တာတွေဖြစ်တတ်ပါတယ်ရှင်ခလေးကမေမေပိုက်ထဲမှာကွေးလေးနေကြရလို့ခြေထောက်လေးတွေကကွေးနေရပဲဖြစ်ပါတယ်။နောက်ပိုင်းကျရင်သူ့ဟာသူဆန့်သွားပါလိမ့်မယ်နော်။ဒါကိုမေမေတွေကစိုးရိမ်ပြီးတော့ခလေးရဲ့ခြေထောက်ကိုတွတ်ဆန့်နေမယ်ဆိုလို့ရှိရင်ခလေးရဲ့အယိုးတွေကိုထိခိုက်သွားနိုင်ပါရဲ့ရှင်။နောက်ဆုံးတစ်ချက်ကတော့ခလေးအသားဝိုင်ရင်မတိုက်ပါနဲ့နော်။မေမေတွေကကိုယ့်ရဲ့ခလေးလေးအသားဝါနေပြီဆိုရင်စီးမဲများသွားအောင်ဆိုပြီးတော့ရေတိုက်လေးရှိကြပါတယ်ရေတိုက်လိုက်လို့ရှိရင်စီးသွားတာမှန်ပေမဲ့အမေတွေရဲ့နှုတ်တိုက်မယ်ဆိုလို့ရှိရင်လည်းစီးရသွားပါတယ်ခလေးကိုရေတိုက်လိုက်မယ်ဆိုရင်ခလေးကရေပဲရမှာဖြစ်ပြီးတော့အာဟာရဓာတ်တွေရရှိနိုင်မှာမဟုတ်ပါဘူးအသားဝါတာကဆရာဝန်ကြီးကုပေးမှာဖြစ်ပြီးတော့မေမေတွေကကိုယ့်ရဲ့ခလေးလေးကိုအာဟာရဓာတ်တွေအားရရှိအောင်လို့နှုတ်ကိုပဲပုံမှန်တိုက်ပေးတင်ပါတယ်ရှင်ဒီလောက်ဆိုရင်တော့မေမေတွေအနေနဲ့ကိုယ့်ရဲ့မွေးကိစ္စခလေးလေးတွေကိုဘလို့အချက်လေးတွေမလုပ်သင့်ဘူးလဲဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါတယ်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ကြပါဘောနော်